ကျွန်တော်စိတ်နှခွနေဗျကျွန်တော်ဒီလိုထိုင်နေရတာကိုကြိုက်တယ်ငင်းညမ်းနေပေါ့ဗျာဒီပင်တွေကိုကြည်လိုက်ကားတွေကိုငေးလိုက်လူတွေကိုငေးလိုက်ဒါမှမဟုတ်ရင်လေဘယ်သူမှမတော့မပေးမိပဲနဲ့ကိုကနေကိုတယောက်တည်းဖြစ်တည်နေခြင်းဒါမှမဟုတ်လေဂိမ်းစောနေခြင်းပေါ့ဗျာလွယ်လွယ်ပြောရတယ်အဲ့လိုမျိုးနေရင်းနဲ့ပဲရုပ်တရက်ဟာဘာလို့ထိုင်နေရလဲဒီဂိမ်းတွေကိုစောနေရလဲတကူကူလုံးမှဖြစ်မယ်ဟုတ်တယ်ကြားပြီကိုလုံးချင်းတဲ့အရာတွေကိုလေးလူရှုလာတာကြားပြီကိုလုံးချင်းတာတွေမလုံးဖြစ်ခဲ့ဘူးပေါ့ဗျာစိတ်ရဲ့ရှုပ်ထွေးမှုတွေနဲ့မပြတ်သားခြင်းတွေပေါ့ဗျာအမေဒီနေ့တော့ကျွန်တော်ပြီးပေါင်းနဲ့ငားများသွားဖို့လောက်ထားတယ်ဒီနေ့ငားများသွားကြမယ်ကိုချမ်းမရှိရဲ့ငားများတဲ့ဆိုင်ပေါ့ဗျာကျွန်တော်များများဆဆတော့မရောက်ဘူးဒါပထမဆုံးတစ်ခေါက်ပဲငါများ accessory ဆိုင်အောင်လာတာဟုတ်တယ်ဒီလူကဖီပေါင်းကျွန်တော်လည်းတည်ရ3နှစ်လောက်ရှိတော်တော်ခင်မိုးကောင်းတဲ့ထိုင်းလူမျိုးဗျလေစိမ့်မှာလာပြီးတော့ငါများကြတာပေါ့ကျွန်တော်ဒီနေ့တခုတော့တင်ယူခဲ့ရတယ်ဗျကျွန်တော်ရဲ့ဘဝမှာပထမဆုံးငါးချင်ကိုတုံးပြီးတော့ငါးပြန်များတယ်ပေါ့ဗျာဒီငါးလေးသေးလေးကိုအရင်ဆုံးများရတယ်ညာပြီးတော့ဒီငါးလေးသေးလေးကိုအတုံးပြုပြီးတော့ကျွန်တော်တို့ငါးကြီးကြီးကိုများကြမယ်ပေါ့ဗျာဒီဖီပေါင်းကတော့ကျွန်တော်ဘယ်လိုလဲဆိုတော့တင်ပြပေးရအောင်ပထမဆုံးအနေနဲ့ပြပေးရအောင်တကယ်ငါးများပြီဆိုတော့ကြတော့လေကျွန်တော်မှစိတ်မရှိဘူးဒီရေပင်ကြီးကိုကြီးလိုက်ဆောင်းလိုက်ပြန်လဲလိုက်ပြန်ချလိုက်ကျွန်တော်မှစိတ်မရှိဘူးခုဆိုလည်းကဘာကြီးရဲ့လင်းမြန်တဲ့တိုးတက်ပြောင်းလဲမှုတွေနဲ့ဖုန်းတွေအင်တာနက်တွေကားတွေလေတွေလေယာဉ်တွေပေါ့ဗျာဒါတွေအသုံးပြုပြီးတော့ဖြစ်တာပြီးတော့ပို့ပြီးတော့မြန်နေတယ်လို့ပဲကျွန်တော်ခံစားရတာတခုခုဆိုရင်ကျွန်တော်ကပဲနောက်ကျနေတယ်လို့ပေါ့ဗျာကျွန်တော်စိတ်မရှိဘူးဆိုရင်ပဲတဘာဝတရားကြီးကိုကျွန်တော်သွားပြီးတော့လောလို့မရဘူးငါကသူလာခြင်းတဲ့အချိန်မှာလာတယ်ငါကသူလာခြင်းတဲ့အချိန်မှာလာတယ်ကျွန်တော်တို့လာစေခြင်းတဲ့အချိန်မှာမဟုတ်ဘူးနော်ဟုတ်တယ်ကျွန်တော်တို့ရဲ့ဘဝတွေကလည်းအဲ့လိုမျိုးပဲကျွန်တော်တို့ရဲ့လူရင်တက်မှုတွေနဲ့သွားပြီးတော့လောလို့မရအောင်အဓိကကတော့လက်ရှိပဲအခုအချိန်မှာစိတ်ရှိနဲ့ကိုယုံကြည်ပြီးတော့ဆက်သွားနေဖို့ပဲ A few moments later. Left or not? Left. Oh. Can mix it. Maybe the same fish eat 3 times. Yeah. If have big fish, you can know what. Go. Hey, yes, have. Yes, roll. No, video. Yes. Yeah, no. Make one from you. Yeah. Good? Funny? Yeah, funny. Yeah. When I got a fish rolls.
ဒီလေကြီးကိုကြည့်ပြီးတော့ကျွန်တော်စဉ်းစားမိနေတာဒီလေကြီးတွေလိုပဲကျွန်တော်တို့ဘဝတွေကလည်းရောက်လာလိုက်ထွက်သွားလိုက်ဒါပေမဲ့ဘသူတွေပါလာမလဲဘသူတွေကထွက်ခွာသွားမလဲဘသူတွေကနေကြံခဲ့မလဲကျွန်တော်တို့မသိဘူးကျွန်တော်မြင်ရတော့ဗျာလူတွေကမတူညီတဲ့အသွင်ပြင်တွေတွေးခေါ်တွေပြုမှုတွေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကိုယ်တိုင်ကသူများတွေနဲ့နှိုင်းယှဉ်ပြီးတော့ငါတော့တာလို့နဲ့ငါတော့နှင်းကြတယ်ဆိုပြီးတော့ဖြစ်နေလို့မရဘူးရိုးရိုးလေးပဲကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့အားလုံးကရှင်းတန်းနေကြတာပါပဲတခြားသောတိရစ္ဆာန်တွေအပင်တွေအမျိုးမျိုးဖုံဖုံတော့တက်ရှိယူရတယ်သူနီသူလန်းနဲ့ရှင်းတန်းနေကြတာပါပဲဒါပေမဲ့အများကြီးကဆက်ဆက်နေတယ်ဗျာကျွန်တော်တို့မှာဒီနေ့ဒီလိုညကန်ကောင်းပြီးတော့ငါကြီးကြီးမိတယ်ပေါ့ဗျာဒါပေမဲ့ကန်ဆိုးတာတော့ငါအကြီးကြီးပဲဘာလို့ဒီဘဝကြီးမှာပူပန်ပြီးရှင်းတန်းနေမှာလဲဗျာမဟုတ်ဘူးလားကျွန်တော်တို့ငါရသည်ဖြစ်ဖြစ်ငါမရဘူးပဲဖြစ်ဖြစ်ငါဆက်ဖန်နေတယ်ပဲဖြစ်ဖြစ်ဒီလေကြီးကတော့လာမှာပဲဟုတ်လားအဲ့ဒါကျွန်တော်တစ်ထောင်နာကြပဲဘာမှမလောပဲနေပေါ့ဗျာပြီးရင်ဒီလေကြီးရပြင်းထွက်သွားမှာပဲအဲ့တန်မိုးရှိတယ်ခမဘဝရဲ့အစိတ်ပိုင်းတစ်ခုမှာခမဒီဗီဒီယိုကြည့်နေတော့မယ်ဆိုရင်တော့ကျွန်တော်ရင်ထဲကနေလိုက်လိုက်လေးကျေးဇူးတင်ပါတယ်အတိမပြုတ်ပါတယ်ဒီဗီဒီယိုကကျွန်တော်ပြန်လဲတင်ကြားခြင်းပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကမလုပ်ချင်တော့ဘူးကွာဆိုပြီးတော့စိတ်နှခွာနဲ့လူမျိုးမလို့ဒီလိုနေ့တွေစိတ်သက်ကြတဲ့နေ့တွေမှာလဲတနည်းမဟုတ်တနည်းနဲ့ရှေ့ဆက်ပြီးတော့သွားနေဖို့ပေါ့ပြီးခဲ့တဲ့လတွေနှစ်တွေမှာကျွန်တော်ရဲ့ဘဝမလွယ်ကူပဲစိတ်ဓာတ်တွေကြာနေခဲ့တယ်ကျွန်တော်မပြောဘူးဟုတ်တယ်ကျွန်တော်တို့ရဲ့ဖြစ်တည်မှုတွေမှာလဲကျွန်တော်တို့ကိုယ်တိုင်ပဲတာဝန်ရှိတယ်ပျော်ရွှင်မှုတွေမပျော်ရွှင်ရခြင်းတွေအောင်မြင်မှုတွေမအောင်မြင်ခြင်းတွေဒီအနေနဲ့တက်ကြ line တွေရတယ်ကျွန်တော်မြင်နေရတဲ့ဒီ line တွေလိုပဲတဘာဝပါပဲဘာလို့ကျွန်တော်တို့ကတဘာဝကိုလွန်ဆန်ပြီးတော့ဝမ်းနေနေမှာလဲတဘာဝကိုလက်ခံပြီးတော့ရှေ့ဆက်နေဖို့လိုပဲဒီပင်လယ်ကြီးဆက်လက်တည်ရှိနေတယ်လို့ပဲဒီတောတောင်ကြီးဆက်လက်တည်ရှိနေတယ်လို့ပဲတဘာဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ကျွန်တော်တို့ကလည်းရှေ့ကိုဆက်သွားနေဖို့ပါပဲ